6 လအတွင်းမှာကိုဘွားကိုအသစ်ပြန်လဲတိစောက်ခြင်းနဲ့ဆိုရင်အခုပြောပြတဲ့အချက်လေးတွေကိုမှတ်သားပါလိုက်လို့ပါချက်မှတ်ပေးပါပထမဆုံးတစ်ချက်ဒီကျွန်တော်တို့ရဲ့ confidence တိစောက်ဖို့အတွက်အသွင်ပြင်ကိုစပြောင်းပါအဲ့ဒီအသွင်ပြင်ကအလွယ်သုံးဒီသပင်ပုံစံပြောင်းခြင်းပတ်တိုင်းနေနှာခေါင်းမွေးတွေမုတ်စိတ်တွေကိုပုံစံပြောင်းခြင်းအကောင်းဆုံးကတော့ခန္ဓာကိုယ်အချိုးအစားပြောင်းလဲခြင်းလေ့ကျင့်ခန်းလုပ်ခြင်းဒုတိယတစ်ချက်ဒီဘွားကြီးကိုဖြစ်တယ်လို့မနေတော့ဘဲနဲ့ကျွန်တော်ဘွားအတွက်အရေးကြီးဆုံးဆိုတဲ့ပန်းနိုင်ထူတတ်မှာပါတချို့ကငွေကြေးတချို့ကအလုပ်ကိုင်ခွင့်လန်းတချို့ကပညာရေးတချို့ကအားကစားတချို့ကအောင်မြင်ကြော်ကြားရေးကြိုက်တဲ့ပန်းနိုင်တခုတတ်မှတ်ပါတတ်တဲ့တစ်ချက်ဒီအဲ့ဒီပန်းနိုင်ကိုရောက်စေမဲ့ step အဆင့်ငယ်လေးတွေကျွန်တော်တို့တတ်မှတ်ပြီးတော့အဲ့ plan အတိုင်းကျွန်တော်တို့နေ့စဉ်အကောင့်တွေပေါ်လှုပ်ဆောင်ဖို့လိုအပ်တယ်နေပူတာနေလို့မိုးရွာတာမိုးလို့ခရလို့ခမရလို့ပါကိုတတ်မှတ်ထားတဲ့ပန်းနိုင်ကိုနေ့စဉ်နီးကပ်စေတဲ့အပြုအမူတွေကျွန်တော်လုပ်သွားဖို့လိုအပ်တယ်နံပါတ် 4 ချက်ဒီကျွန်တော်တို့အောင်မြင်မှုကိုဟန့်တားနေတဲ့အဓိကအရာကျွန်တော်တို့ရဲ့စိတ်ခံစားချက်အဲ့ဒီ emotion ကိုထိန်းချုပ်ပါဒေါသထွက်လွယ်တဲ့သူလားဝမ်းနေတဲ့သူလားအားငယ်တဲ့သူလားပြင်းရည်သူလားအပျော်မတ်သူလားကိုယ့်ကိုထိန်းချုပ်ပါ emotion ကိုထိန်းချုပ်ပါကောင်းတဲ့ emotion နဲ့အစားထိုးလဲလဲပါเนาะနောက်တစ်ချက်ကကြတော့အတိုင်းဝိုင်းကောင်းလိုအပ်ပါတယ်အောင်မြင်မှုရှိကိုတွားတဲ့နေရာမှာကျွန်တော်တို့မှာငွေကြေးရအောင်မြင်နေတယ်ဆိုငွေကြေးရအောင်မြင်နေတဲ့သူတွေကိုနမူနာထားစာအုပ်စာပေတွေပတ်သူတို့ society တွေရောက်နိုင်တယ်ဆိုရင်သူတို့ရဲ့လမ်းစဉ်တွေကိုကျွန်တော်တို့ copy ယူကျွန်တော်တို့ version နဲ့အကောင့်တို့တည်ဆောက်လို့ရတယ်ကိုယ့်အပေါ်အလူတို့ပြိုင်ဖို့ထက်သူတို့အတူယူဖို့ကြိုးစားပါနံပါတ် 6 ချက်ကကြတော့တရသေး mindset ကိုပြင်ပါ fix mindset ငါပဲအမှန်လို့တွေးရင်ခင်ဗျာမှားတယ်ဘလောက်မှန်ရဲ့ကိစ္စဖြစ်နေပါစေငါပဲမှန်တယ်လို့ထင်ရင်မှားတယ်အမှန်တရားကိုသွားတဲ့ waste တွေအများကြီးရှိတယ်မွေးမယ်အချိန်တန်ကွယ်လွန်မယ်အဲ့ဒီအရာတွေအမှန်တရားမနက်မိုးလေးနေအရှိရကထွက်တယ်အဲ့ဒါအမှန်တရားကျန်တဲ့အရာအားလုံးဒီတစ်ခုတည်းသောအမှန်တရားမရှိဘူးအမြဲတမ်းအပြောင်းလဲရှိတယ်3 လီကိုစနစ်ထဲက3နှုတ်ကို9နဲ့4ပေါင်ကိုအမှန်တရားကိုသွားတဲ့ waste တွေအများကြီးရှိတယ်ခင်ဗျားလောက်တာပဲမှန်တယ်လို့ထင်ခင်ဗျားနည်းနည်းပြင်ဖို့လိုသေးတယ်နောက်တစ်ချက်ကကြတော့လူတိုင်းကိုကျွန်တော်တပြေးညီဆက်ဆက်ပါဒါပေမဲ့ကျွန်တော်တို့ပန်းနိုင်တဲ့ဝေးကွာစေတဲ့သူတွေကိုလုံးဝ energy လည်းမပေးနဲ့အချိန်လည်းမပေးနဲ့ကျွန်တော်တို့ပန်းနိုင်တဲ့နီးကပ်စေတဲ့သူတွေကိုကျွန်တော်တို့ပို့ပြီး energy ပေးပါအချိန်ပေးပါခုနကပြောလူတွေတပြေးညီဆိုတာလူသားအားလုံးကိုတသားတည်းဆက်ဆံမှုကိုယ်စိတ်ကလူပေါင်းစိတ်ခွာဖြစ်နေရမယ်ကိုယ်စိတ်ကကိုယ် energy ကိုယ်ခံစားချက်တွေကကိုယ်ပန်းနိုင်ကိုဝေးစေမဲ့သူလားနီးစေမဲ့သူလားဆိုတော့ရွေးချယ်ပေါင်းတက်ဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့0 to hero ဘယ်သူမှမရှင်းတဲ့ကိုယ် personal journey မှာ0 to hero ဖြစ်နိုင်ပါတယ်တွေးစရာတစ်ခုရရင် yes လို့မှပြပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါတယ်